တနနအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ရှေ့ရက်နေ့မှာတနင်္ဂနွေနေ့လည်းဖြစ်တော့ဆိုင်ုံစောစောလေးတိမ့်ပြီးတော့ကျွန်တော်တို့တာရုကန်ဖျားပွဲကိုကယ်ရီငှားပြီးတော့သွားပါမယ်ခင်ဗျာအခုမြင်တွေ့နေရတာတော့ကွန်ပျူတာတက္ကသိုလ်ဝင်ကြီးပါခင်ဗျာကျွန်တော်တို့ရှေ့ဆက်သွားလို့ရှိရင်တော့တာရုကန်ကိုရောက်ခါနေပါခင်ဗျာညဘက်ဆိုတော့လေးတူနဲ့အရန်ကိုပဲသွားလို့ကောင်းပါခင်ဗျာညဘက်ရဲ့လေးညင်းလေးတွေကိုကျွန်တော်အရန်သဘောကျပါခင်ဗျာအခုဆိုရင်တာရုကန်ကိုရောက်ပါပြီခင်ဗျာကျွန်တော်တို့ကယ်ရီကရှင်းပြီးတော့ကျွန်တော်တို့လမ်းလျှောက်ဝင်ပါမယ်ခင်ဗျာဝင်ပေါက်မှာမြင်းလဲတုတ်သုံးမိန်းနေအများကြီးရှိပါခင်ဗျာအခုမြင်တွေ့နေရတာတော့ကျွန်တော်တို့ပြန်ကြရင်ဒီမြင်းလဲလေးနဲ့ပြန်မလားဆိုတဲ့အတွေးလေးဝင်သွားပါခင်ဗျာဒီဘလော်လေးကိုရိုက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့တာရုကန်ပွဲဆိုတာကြားပဲကြားဘူးတာအခုတော့ကျွန်တော်တို့တမိုင်းဝင်တာရုကန်စီရီတော်မြတ်ကြီးကိုဖူးမြော်ဝင်ရတဲ့အတွက်အရန်ကိုပီတိဖြစ်ရပါခင်ဗျာလူတွေအောင်လီလို့သွားကြည့်တော့အကြီးအသေးကြိုက်ထာယူ9000လို့ပြောပါခင်ဗျာလူစီကျွဲစီဇော်ရီကြီးစီကလေးစီတရန်ကို9500ပါဗျာဆိုပြီးပြီဆိုတော့ရှေ့ဆက်သွားပါမယ်ခင်ဗျာဒနနန်အခုမြင်တွေ့နေရတော့ဂုတ်ပူပူအသားဖြူဖြူနဲ့ခက်ချောချောကိုကြီးကိုမြင်တွေ့ရဖြစ်ပါတယ်အဲလဲဘာညာပေါ့ဒနနန်ဘာကနဲ့ဦးခုံးကိုတွဲထားတာလဲတွေ့ရပါတယ်ခင်ဗျာတန်းနေရမယ်ရေတန်းနေကူရောင်းခဲ့တာပါခင်ဗျာအခုဆိုရင်တော့နှစ်ပေါင်း30ရှိတဲ့အယုတ်ကြီးကိုရောက်ဖို့အတွက်ကစားသမားများကိုတချို့တွေ့ရပါတယ်ခင်ဗျာတာရုကန်ဖျားဝဲကိုပထမဆုံးရောက်ဖူးတာပါခင်ဗျာအခုမြင်တွေ့နေရတာတော့မြမရိုးရာချင်းအလှခက်ပြိုင်ပွဲလေးပဲဖြစ်ပါခင်ဗျာရော့ဦးလေးကိုပေးတယ်ရော့ညီလေးကိုပေးတယ်ရော့အငယ်ကိုပေးတယ်ဒီလိုနဲ့ပဲတယောက်နဲ့တယောက်လှည့်ပြီးတော့ခက်ပြနေပါတယ်ကဲအားလုံးပဲနည်းနည်းမှောင်မယ်နော်ကင်မရာကိုပြောတာပါခင်ဗျာဝေါဖိုးချစ်ရဲ့ဇက်သပင်ရဲ့ရှေ့တဲ့မှာမိဘမေတ္တာဆိုတဲ့ဘူးသီးကြော်တဲ့တိုင်းတစ်ချက်ရှိုးလိုက်စမ်းပါခင်ဗျာစားသုံးတဲ့ကန်ဆာမာတွေကလည်းအပြည့်လူတွေကလည်းအပြည့်ကြော်တဲ့လူကလည်းအပြည့်တစ်ချက်ကကြည့်လိုက်ဗျာကျွန်တော်ကတော့အကြော်မစားခဲ့ပါဘူးကိုဖိုးချစ်ကိုပဲတစ်ချက်ဆွဲခဲ့လိုက်ပါတယ်ဇုံဆွဲတာကိုပြောတာပါခင်ဗျာကိုဖိုးချစ်ကိုဆွဲပြီးပြီဆိုတာနဲ့ခင်ဗျာကျွန်တော်အခုဆိုရင်ဒီဘက်ကအကြော်ပိုးကြီးကိုစဆွဲပါမယ်ခင်ဗျာဒနနန်တစ်ချက်ရှိုးစကေးတွေရဲ့ကျွမ်းချက်ဒါကတော့ပွဲလန်းသပင်တိုင်းမှာတွေ့မြင်နေကြတဲ့မြမရိုးရာဘူးသီးကြော်ပါခင်ဗျာပူပူကျွတ်ကျွတ်လေးနဲ့ရွာလေးကိုစားခြင်းနဲ့ဆိုရင်တော့မိဘမေတ္တာဆိုတဲ့ဘူးသီးကြော်ဆိုင်မှာအမြဲအားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်မောင်လေးမမထဲပေးမယ်ယော့ကြားရခဲတဲ့လူစိတ်မရှိရလည်းမကြည့်နဲ့ကြော်တဲ့လူကိုတစ်ချက်ရှိုးစီစင်မှာကြောက်လို့မရိုက်တော့ဓာတ်ပုံလေးပဲထည့်လိုက်ပြီဒနနန်အခုမြင်တွေ့နေရတာတော့တပုံဆိုလားဓမြဆိုလားစီးတဲ့လူကအများကြီးမလို့ကျွန်တော်တို့ရှေ့ဆက်သွားခဲ့ပါတယ်တိုးတယ်သူမဖယ်ပြီးရင်နောက်ပြန်ဆုတ်တယ်ရှေ့တိုးလိုက်နောက်ဆုတ်လိုက်နဲ့ရှေ့တိုးလိုက်နောက်ဆုတ်လိုက်နဲ့ကျွန်တော်ကတော့အပေါ်ကနေပြီးတော့မြင်ရိုက်ပါတယ်အောင်ပါရခင်ဗျာပြန်လင်းသွားပါပြီအခုဆိုရင်တော့အချိန်ကြာချိန်တနာရီခွဲဖြစ်တော့ကျွန်တော်တို့ပြန်ဖို့အပေါက်ကိုပြန်ထွက်နေပါပြီခင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့မြင်းလဲငါပြီးတော့ပြန်လာပါပြီခင်ဗျာစတင်ထွက်တော့မယ်ဆိုတော့မြင်းလဲလေးကထိတ်လေးနဲ့ဘလူးလေးမှမသိဘူးစီးလို့တော့ကောင်းပါရဲ့ရန်ကုန်မှာပထမဆုံးမြင်းလဲစီးဘူးတာပါခင်ဗျာဒါကတော့ကျွန်တော်တငယ်ချင်းနေပါသူရိုက်ကိုရိုက်ပဲနင်းသားသလားငါသားသလားနင်းသားသလားငါသားသလားရိုက်ဒနနန်ကျွန်တော်ရိုက်သမျှဗီဒီယိုတွေကိုကျွန်တော်ရဲ့ YouTube Channel မှာတင်ဆက်ပေးသွားပါမယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုသူတွေထဲမှာလည်းမြင်းလဲလေးကိုညဘက်လေးမှစီးရရတာဘာနဲ့မှလဲလို့မရဘူးဆိုတာကိုလက်ခံတယ်မို့လားငယ်ချင်းတို့ရေအားလုံးနှုတ်ဆက်ပေးပါအောင်နော်ကျွန်တော်ခိုင်းတိုင်းလိုက်လုံနေတဲ့နှစ်ယောက်ပါဒနနန်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါရှင်ကျွန်တော်ပုံလေးကိုလည်းပွဲစည်းထဲမှာထမင်းနဲ့ဝယ်နာရိုက်ထားတဲ့ပုံလေးတွေထည့်ခွင့်ပြုပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒနနန်ကောင်းသောညပါခင်ဗျာ